ဆဲကြီးဖြစ်သွားတယ်ဆဲကြီးမဟုတ်နောက်ပိုင်းကျတော့ကွာကတ်ချင်းကန်နဲ့ဆဲမိလာတာဖြစ်ပြီးတော့စိတ်မရှိပါနဲ့တော့ချီတော်ပါရင်လားလို့ထမင်းစားနေရလားချီပါရင်ကောင်းမလားစဉ်းစားနေတာပါကိုကကိုအများလေးဘာမှမပြောပါဘူးထမင်းစား sorry လေကွာမင်းတို့ထမင်းစားလီကွာငါချီပါရင်လို့ငါကိုရင်လင်းနေလို့မရဘူးလားကွာ no မရိုင်းတာထမင်းအေးမပြောတော့ဘူးကိုကကိုလေးဒီချီပါရင်လို့ပြောတာသူတို့ဘာမှလည်းမပြောလူပဲကွာလူကတော့ချီပါပါပဲချီတော့ခဏလေးတကယ်ဖိုင်းထားတာလို့ဘိုင်းတာအင်တာလေးသွားတက်လာအောင်ခဏလေး9မိနစ်ပဲဒီ channel မှာရှိမယ်5 minutes later ချစ်ကတော့မြန်တွေ့လားခဏပဲလို့ခဏလေးပါပဲဆိုတော့အဲ့လိုရမ်းပါနေတဲ့အချိန်ကျတော့ဝရောဆိုပြီးတော့ wow နာထမင်းစားတယ်မင်းတို့ထမင်းစားတာလေကွာငါချီးပါတာဘာဖြစ်လို့လဲမင်းမှချီးပါတာမှမဟုတ်တာတို့ရှိမှပါနေရလဲအဲ့ဒါပြောရလေငါလို့ခန်းကြီးဒီပိုက်လေးတွေကျောင်းဦးစီလေးတွေပါနေတာမှမဟုတ်တာကွာ20 minutes later ကဲထမင်းလေးဝါမယ်ကွာမင်းတို့လည်းဘိုက်ဆန်တီလောက်ရောပေါ့ချီလေးကပါနေလားငါလုံးမသားတွေကွာရိုင်းပြီရုပ်စောက်ချစ်ရုပ်ပြီကွာအိမ်လုံးတွေစောက်ချစ်ရုပ်ပြီသူများထမင်းစားကန်နေဆိုရင်ဝတ်လေတာငါလုံးနေမှာဟေးခေါင်းကွာမင်းတို့ဂျိုင်းငါတွေ့မင်းတို့ပိတ်တာဖြစ်မဲ့ကောင်နေ Wait a minute ကိုကကိုလေးဒီချီပါရင်လည်းပြောတာသူတို့ဘာမှမပြောဘူးလူပဲကွာလူကတော့ချီပါမှာပဲ ဟုတ်ကဲ့ကိုဟုတ် ရှီရီကိုကျွန်တော်တို့အော်ဒီပဲဂျွန်းတာကွာငါလို့တော့တည်ထောင်ကြလိုက်ကဲတော်ပါတော့မစားတော့ပါဘူးကွာလီးပဲကျွန်တော်ကကိုတဲ့ကျွန်တော်ထက်တဲ့အသက်ကြီးပါနေပြောရင်လည်းငရဲကြီးမယ်ဆိုတာသိပါတယ်ဒါပေမဲ့ကျွန်တော်ငရုတ်သီးဘက်တွေနဲ့လီးပဲကွာဟောမြားခေါ်သွားတာမအေးလို့စောက်ချင်ရုပ်နာမည်စတင်မာနဲ့ viewer နဲ့က like တယ်မင်း viewer တွေကလည်းမတအားစောက်ချင်ရုပ်တာစတင်မာလည်းမတအားစောက်ချင်ရုပ်တာကြိုက်တယ်မင်းတို့နဲ့ငါနဲ့ကမင်းတွေ့တက်တက်လုံးဆက်ဆံနေရမှာမပူနဲ့နော်မင်းတို့နဲ့ငါနဲ့တက်တက်လုံးခွေထဲရောက်တော့ထည့်ထားကြအောင်ပေါ့နော်ခွေထဲရောက်တော့ထည့်ထားကြအောင်ပေါ့ခွေးတောင်းသားတွေ A little longer than a few minutes later ကောင်းမဲ့လီးတော့မဖတ်တော့ဘလို့ငါပြောရပဲနားတော့ကောင်းမဲ့လီးတော့မဖတ်တော့ဘလို့အော်တန်းသားလေးကျပြတော့စားဘူးလားတော့မသိဘူးဒါဘာလဲချောင်းကျော်လေးစားဘူးလားဘာမှစားဘူးလားကျပြတာဒါဘာလဲချောင်းကျော်လို့ခေါ်တယ်ဒီဘက်ကကြက်ပေါင်ဒါကြက်ပေါင်ခင်ဗျားတို့စားဘူးမလားတော့မသိဘူးဒါကြက်ပေါင်လေးပါလေငါကြက်ဦးပဲစားဘူးမယ်ထင်တယ်ဟုတ်ပြီစောက်တယ်ဒါကြက်ကြော်ပေါင်စားဘူးလားခေါင်းကြီးကလေဘင်းရိုးတွေပါပဲစားဦးမဲ့ပုံပဲလေဘင်းရိုးလို့သိတယ်မလားဒူးစစ်ရိုးလို့အဲ့လိုပဲစားဦးမယ်နဲ့ဒါပေါင်လို့ခေါ်တယ်ပေါင်စပ်ပပူကငါလို့ကောင်းတယ်ခုချွေးအောင်စားအောင်ကျွေးပါလေရင်ကျွေးပါလေစားပါအောင်စားကြအောင်မလားဟာစေနာလေးကျွေးရတယ်ကွာနဲများသဘောမထားနဲ့ရိုးစုံနဲ့စေနာပါရင်တော့မင်းစားရမှာပဲဟုတ်တယ်ခွေးစားပြီးသားမစားဟုတ်တယ်မင်းလို့အားလည်းမနာဒါလေးကြွေးတော့ဗျာအဓိကတယောက်နဲ့တယောက်စေတနာပါအဓိကစေတနာပါချစ်ပြရတယ်အဲ့လိုကြီးမပြောပါနဲ့ 1 hour later ကဲဟိုင်းနေလဲ214တော့ထပ်ပြီးတော့ရထားတယ်ရပါလား in the sky ပဲပေါ့နော်ဒါတို့အကောင်းဆုံးစောင့်နေရမယ်ဒါပေမဲ့တို့အနေနဲ့တော့ပထမနေရာတော့ရမှာမဟုတ်တော့ပါဘူးပထမနေရာမှာကျွန်တော်တို့အရင်လူရှိနေခဲ့ပါဘူး Hey yo what the fuck ပထမနေရာမှာကျွန်တော်တို့ဒီကောင်းနေဘလောက်ပဲစူးစမ်းမင်းဘလောက်ပဲစူးစမ်းအရင်လူကတော့ရှိနေတုံးပါပဲအဲ့တော့အရင်လူကတော့ကျွန်တော်ဝိုင်းကြည့်ပါဂိမ်းမဲကဲစားပဲမင်းတို့ခံစားနေရတာရင်လူရှိတာလေကွာမင်းနဲ့သူကလေပေါ့ရင်လူရှိ Why are you crying ဝေးရအမတ်တွေကအဲ့လောက်အရေးမကြီးတော့သိတယ်မလားကြည့်ရတာနည်းနည်းပြင်းရွယ်ဖြစ်လာပြီခင်ဗျားတို့တော့ကျွန်တော်ကတ်နေလို့ခင်ဗျားတို့မဟုတ်ခင်ဗျားတို့တော်ပြင်းနေမှာကျွန်တော်ကရင်လူတွေပါလေပြောတော့ခင်ဗျားတို့သတိရသွားမယ်လေဟုတ်လားသတိရသွားမယ်အဲ့လိုဖြစ်သွားမယ်ဗျာဟုတ်လားညောက်စလစ်ဒီပါဒီဖွာနေရမယ်သွားပြီးတော့ခဲဟန်းတော့တော့တောင်းလျှောက်ပဲလမ်းပြီးတော့ပဲကျွန်တော်ပြန်ပြီးတော့ကန်ထားတယ်ဆိုပေမဲ့လည်းကျွန်တော်လူရမမျှတဲ့ဆုံးမှာတော့ကိုယ်ပဲလျှော့ပေးလိုက်ရတာပေါ့မင်းတို့က2ယောက်ကိုက1ယောက်လေကွာပြောနေတော့ဗျာသူမကြားလို့ပြတ်ထွက်သွားပါဗျာ
မင်းတို့နှစ်ယောက်ဖြစ်နေခဲ့တာဟုတ်ကွာကိုကတစ်ယောက်သေးတယ်ဒီပိတ်ခိုင်လာကဲ7 sky နေနဲ့မျောလင်းချက်နဲ့ဝင်သွားတယ်ဆိုရင်မလဲသူတို့ရဲ့မျောလင်းချက်ကဟိုတကယ်ကိုထိရောက်သွားခဲ့တယ်ဗျဒါပေမဲ့ကျွန်တော်ချက်ထဲကလူတွေနေနေကတော့ခုချိန်နေတော့ကျွန်တော်မျောလင်းချက်တွေနဲ့ရှင်သန်နေသေးပါပဲဟာတော့ granite တွေတော့တောက်လျှောက်တော့ပေးနေခဲ့တယ်ရှင်မကြီးနဲ့ခံနေဆိုရင်လည်းကျွန်တော်မထိတော့ဘူးဗျသူပြစ်နေတာမင်းအောင်မှမဟုတ်ခဲ့တာကဲအဲ့တော့သူချစ်နေတာလည်းမင်းမဟုတ်တဲ့နောက်မှာတော့ထပ်ပြီးတော့ကျွန်တော် granite တောက်လျှောက်တော့ပြစ်ပေးခဲ့တယ်အဲ့တော့ကျွန်တော် Eva တပ်ပါတီဝင် join နေဗျတပ်ပါတီဝင် join တာပေါ့ကွာအရင်ကတော့တပ်ပါတီကိုဘေးကောင်မှန်နေတာကိုကိုတိုင်းဖြစ်နေတာတပ်ပါတီอ่ะကဲချက်ကန်နေလားကျွန်တော်ကန်တယ်မပြောပြတာပါခါလီကြရင်လည်းအော်မင်းတို့အလို့သတိရတော့မင်းတို့ဘလို့ရမှာလားခင်ဗျားတို့ကိုဘလို့မလားအဲ့တော့ဒီဘက်မှာကျွန်တော် GF အနေနဲ့ကတော့ကျွန်တော်7 sky ကိုပဲမင်းတို့လိုပဲငေးကြည့်နေဆဲပါပဲဝေးရနေသူကသူဘာတွေပဲလုံနေသူပြောရင်ပြီးတာပဲဆိုငေးကြည့်နေတဲ့7 sky မဟုတ်ကျွန်တော် level ချက်လိုက် level ညက်တာပါညက်မင်းရဲ့လှုပ်ရှားမှုအားလုံးတော့ကိုစောင့်ကြည့်နေမယ်ဆိုတော့နေထားနေပဲ GF နောက်ဆုံးမှကျွန်တော်ထားပြတ်ဖို့ကြိုးစားတယ်ဆိုပေမဲ့လည်းမင်းမလို့လှုပ်ပေးလိုက်တယ်ဗျနားလိုက်ပါတော့ကွာမဟုတ်ပါဘူးကောင်းကြည့်လို့ကောင်းအောင်မျိုးပေးတာပါကဲကျွန်တော်မြန်မာ2သိန်းကျန်ကဲကောင်းပြောမယ်ကျွန်တော် GC ကတော့တယောက်တည်းထီးကျန်နေခဲ့တယ်ဗျအဲ့တော့ထီးကျန်နေတဲ့အနေထားမှာတော့မီယာလက်ကိုတော့လှမ်းဆွဲဖို့ကြိုးစားရဆိုပေမဲ့လည်းကျွန်တော်အဲ့လက်ကတော့ထွက်ပြေးသွားခဲ့တယ်ပေါ့နော်မညာမတာပဲကဲတော့ထပ်ပြီးတော့ grenade နဲ့လမ်းထုကိုကြိုးစားရဆိုပေမဲ့လည်းထိမနေခဲ့ဘူးဗျဘယ်ထိမှလဲဗျကိုချင်းစာတရားနဲ့လမ်းထုခဲ့တာပါနင်းကိုဆဲတယ်ဖယ်လို့ပါGC ထွက်သွားခဲ့ရပါဘူးမင်းတို့လိုပဲသူမရင်ဝင်နေရတော့ဒီမကြည့်တော့နေပါဦးကြည့်ရတယ်နေပါဦးတောက်ချောက်ပဲပြစ်နေရှင်းနေပဲကျွန်တော်7 sky နေတော့2ယောက်တည်းပဲကြံတော့တယ်ဗျဒါပေမဲ့သူတို့2ယောက်ကတကယ်ချစ်ကြတာဗျအောင်မရရင်ဘူးခေတော့မှတော့တယောက်တည်းဆိုရင်လေဘာလဲဆိုတော့ပြမယ်နေထားဆိုရင်လေနည်းနည်းတော့တိမ်ငယ်နေခဲ့တာပေါ့ဗျာတယောက်တည်းဆိုတော့ထီးကျန်တာပေါ့ခေကတော့မှတော့ cosby ဆက်လက်ပြီးတော့ဖြန့်ဖို့တော့စူးစမ်းနေတော့မယ်ထွက်လာကြတော့7 sky 2ယောက်ကတော့ချစ်ခင်ပါပဲမင်းတို့မရနိုင်တဲ့ဘွားတွေပေါ့ချစ်ကန်ဆောင်လက်ကန်လို့မို့ဆိုတဲ့အနေထားမှာတော့ကျွန်တော်တောက်ချောက်ပဲ N07 အပေါ်ကနေပြန်ပြီးတော့ကန့်မှုတော့စူးစမ်းနေခဲ့ပြီဒီမှာတော့ granite ကင်ထားရမျောလင်းချက်လေးနဲ့တော့ရားသလောက်တော့ပြန်ပြီးတော့ရုံးမယ်သူ့သွားခင်ပါလားဒါပေမဲ့မရဘူးဗျသူကမင်းမို့လို့မချစ်တာတဲ့အဲ့နောက်မှာတော့ကျွန်တော်တို့ချစ်ကန်စားသွားခဲ့ရပါပြီထဲတော့ဇာသူထွက်နေတာအဲ့ဒါဒီကရွေးစမ်းမရှိပဲထွက်နေတာ sorry ပါဝမ်းသာပါတယ်ချာလူတွေနေအချို့အမတ်ရတွေကအမတ်တမဲ့ဆိုတဲ့ခေါင်းစဉ်အောင်မှာပဲရှိနေတဲ့မင်းတို့တော့ကျွန်တော်ကတော့ခဏနေကျွန်တော်မိန်းမနဲ့ကျွန်တော်ကနှက်ပြီကျွန်တော်ချစ်စနီးနေရှိတော့ကျွန်တော်က easy ပဲတော့ခင်ဗျားတို့တော့ပါရာအားလုံးကတက်တာပါဝမ်းသာပါတယ်